Yagi Nakapado can you make change by General Listen Nebia the Shin of Shane Maamla Neonyava those only Jari Kama Neyako Songa Matibu Machagi Mabe General the Ugere Canale they see they look in a cool out of bar of the under home. Who did them by your government? Erika Jaro, Nia Sura, cannot kill it. The women to know ye Nia Taha, Iloka, she's in ma. A Jazuni are a book war on Nidia Joe, no. At him joining, Tiamaserum joining them. The men era illusion to be water. Nhà đó thì về đó chậm là sự kinh doanh đó chậm mà có là từ điều kinh doanh đi đi sụp đổ thiên যায়แต่มาจังlà màလူမခေါ်ပြแต่มาจังlà màလူဒီသိရင်မပြီးဘူးတဲ့သိရင်ဘယ်သွားရမလဲဆိုတာတရားစီရင်ခံရအောင်မယ်တရားစီရင်ခံရတဲ့အခါမှာယုံကြည်သူတဲ့မယုံကြည်တဲ့လူတွေကိုတရားစီမှာမယုံကြည်တဲ့လူကကြတော့ငရေသွားရမှာဒါဆိုရင်အဲ့ဒီငရေကခဏတစ်ပြုတ်သွားလို့မရအောင်သာဝရငရေလေငရေကြပြီဟဲ့ဆိုကြတဲ့နေတော့လွတ်မြောက်ရတာမရှိတော့အဲ့ဒါကိုလူမြောက်များစွာဟာမသိဘူးသိလို့ရှိရင်တော့ကြောက်ပြီးတော့ပါလေဖယားကိုယုံကြည်ကြမှာသိကြတယ်ဒါပေမဲ့အဲ့ဒါမသိဘူးဘာလို့မသိရတယ်လဲဆိုတဲ့အခါကျတော့ဒီလောကမှာစာရမဏတ်ရှိတယ်အဲ့ဒီစာရမဏတ်ဟာဘယ်လိုလုပ်တယ်လဲဆိုတဲ့အခါကျတော့တခင်ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်ကေဒီချင်းတရားကိုလူတကာသိရှိနားလည်ဖို့ရာအတွက်သူတို့ရဲ့မျက်စိကိုလားကိုယ်စေတယ်တဲ့ဒီလောကနတ်ဖျားတွေဟာကိုယ်စေထားတယ်အဲ့ကြောင့်မလို့လူတွေကအမှားနဲ့အမှန်အဆိုးနဲ့အကောင်းခွဲခြားလို့မရတော့အချိုးကလည်းအခါဆိုတဲ့ထင်တယ်အလင်းကိုအမိုက်ဆိုတော့ထင်တယ်အမိုက်ကိုကြတော့အလင်းထင်တယ်ပြီးတော့အကောင်းကိုကြတော့အဆိုးကိုကြတော့အကောင်းအဲ့လိုထင်ပြီးတော့နေဒီလိုဝဝလဲအတ္တတာ၌ရှောက်လန့်နေကြတဲ့လူတွေအများကြီးဥတီယာမဲ့ပေါ့အဲ့လိုဖြစ်နေကြတယ်။ဘာကြောင့်လဲဆိုစာရမဏေရဲ့မျက်စိကိုထားပေးတဲ့အတွက်ကြောင့်ဖြစ်တယ်တဲ့။အဲ့တော့ဒီနေ့ကျွန်တော်ဒီဟာကိုကြည့်ချင်းအားဖြင့်ကျွန်တော်လောကီလူသားများအနည်းဆုံး3 ပုံ 2 ပုံဟာမျက်စိကန်းလက်မျက်စိမပိတ်ဘဲနဲ့ပါဖွင့်ထားပေမဲ့လည်းပဲကန်းလက်နေကြတဲ့လူတွေအများကြီးမျက်ကန်းပေါ့မမြင်ရဘူးအဲ့လိုနေကြတဲ့လူတွေအများကြီးဒါပေမဲ့လောကဘက်မှာဘုရားသခင်ဟာသူဖန်ဆင်းခြင်းဖြစ်တယ်စကြဝဠာတစ်ခုလုံးကိုဖန်ဆင်းပြီးတဲ့နောက်မှာမကြာခင်မှာသူပြောချင်တာဤလောကမှာအပြစ်သားများငရဲသွားရမယ်ဖြစ်တဲ့အတွက်ကြောင့်ငရဲမသွားပြရစေလို့ဆိုတော့ဘုရားသခင်ပြီးတာတော်ယေရှုခရစ်တော်ကိုစေတပရခေတင်ကြီးကိုပြီးစီလောက်ဆောင်ပေးပြီးဆိုရအောင်ကျွန်တော်နားနေရအဲ့ဒါကိုနားလေပေါ်ပေါက်ပြီးတဲ့အခါကျတော့သာဝရကောင်းကင်နိုင်ငံတက်လမ်းဖို့ရဖြစ်ပါတယ်အဲ့တော့လောကကြီးဘာလဲလောကထဲမှာလောကီလူသားများခေတင်ဖို့ရလွန်ခဲ့တဲ့နှစ်ပေါင်း2000ခန့်ထဲမှာဘုရားရှင်ဒီသားတော်ယေရှုခရစ်တော်ကိုစေလွတ်ပြီးတော့ခေတင်ခြင်းအမှုပြုခဲ့တာဒါမဲ့သူအကြာကြီးမနေဘူးသူလားတလောကလုံးရဲ့အစ်ကိုယူတင်ဝတ်ဆောင်ပြီးတော့လောကတိုင်ပေါ်မှာသိခံတယ်မြေမြုပ်ဒီကျိုးကျင်းခံရတယ်တိမ်မဲမှန်ကိုအောင်ပြီးတော့ရှင်ပြန်ထောက်မြောက်ပြီးတော့ကောင်းကင်ပုံတက်သွားပြီအဲ့တော့အဲ့ဒါပြီးပြီလားမပြီးဘူးပြန်လာအောင်မယ်သူကလေးပြောတာကောင်းကင်ဘုံတက်သွားတဲ့အခါမှာတင်တို့အတွက်နေစရာငါလွတ်ဖို့ရသွားပါတယ်အဲ့တော့ငါပြန်သွားပြီးတော့မှမင်းတို့စီပြန်လာမယ်ပြီးတော့မင်းတို့ကိုတွေ့တဲ့ဘယ်လိုဆိုလို့ပြောတာမင်းတို့ဆိုရယုံကြည်သူတို့ကိုပြန်လာပြီးတော့ခေါ်ဆောင်မယ်ငါရှိတဲ့အရက်မှာတင်တို့နေနိုင်ဖို့ရအတွက်ကြွလာခဲ့တယ်
အဲ့ဒါဒုတိယကျင်ကြွလာခြင်းကြွလာပြီးတာနဲ့သူဘာလုပ်လဲဆိုရင်ပထမအဆုံးရောက်လာတဲ့ချိန်ဟာကျတော့ကေတင်ဖို့ရာအတွက်အပြစ်သားများကိုကေတင်ဖို့ရောက်လာတယ်ကိုဒီတစ်ခေါက်ဒုတိယကျင်ကြွလာတဲ့အချိန်ခရစ်တော်ကြွလာတဲ့အချိန်ဟာသူကကေတင်ဖို့ရာမဟုတ်တော့ယုံကြည်သူနဲ့မယုံကြည်သူတွေကိုပါလာခွဲပြီးတော့တရားစီရင်ဖို့ရာဖြစ်တယ်ဒီအချိန်ဟာဘယ်တော့ပြဖြစ်လေမလားဆိုပြီးတော့သူ့တပည့်တို့သူတို့ကသိကြတယ်သိတဲ့အတွက်ကြောင့်မလို့တခင်ရှုခရစ်ကိုမေးကြတယ်ဟာတခင်ဘယ်တော့ရောက်ဒုတိယကျင်ကြွလာမယ့်အချိန်ဘယ်နဲ့လဲကျွန်တော်တို့ကိုကြိုတင်ပြောပြပါလားတခင်ရှုခရစ်တို့မိတ်ပါတယ်အဲ့ဒါဟာခမဲတော်မှာတပါဘယ်လိုမှမသိဘူးကောင်းကင်တမန်လည်းမသိဘူးလေသူရယ်လည်းမသိဘူးဘာဖြစ်လို့လို့ပြောလဲဆိုသိတယ်ဆိုကြတဲ့ကပြောချက်ချင်းဟာမနေ့ပြန်ကြောက်ကြွလာတော့မယ်ဆိုတဲ့အခါကျတော့ဒီနေ့ပါလားဟာငါတော့တရပြီဟဲ့ဆိုပြီးတော့ဘာလုပ်မလဲပြင်ဆင်ပြီးတော့ဘာလုပ်မလဲဆိုရင်အဲ့လိုလုပ်တဲ့လူတွေကဘာလဲဘာနဲ့တူရလဲဆိုလို့ရှိရင်ဒီအလုပ်ယုံမှာပေါ့ပြောရအောင်အဲ့မှာလုပ်ငန်းရှင်ရှိတယ်လုပ်ငန်းရှင်ရှိတဲ့အချိန်မှာကြိုက်တယ်နေပြီးတော့ဘာလဲဒီနေ့ကဘာလဲလုပ်ငန်းရှင်ဂျပန်လိုပါခေါ်တယ်ဆက်ချိုးရောက်လာပြီဟဲ့ဆိုရရောက်လာတော့မယ်ဆိုတော့ကာကြိုးစားလို့လုပ်ပြလိုက်အဲ့ဒါမျိုးကိုဘာလို့ခေါ်လဲအဲ့လိုလုပ်ပြတဲ့ပုဂ္ဂိုလ်ဘယ်လိုခေါ်လဲအစ်စ်လားအတူတွေအများကြီးပေါ်လာမှာဘုရားကြီးကြိုက်မလားဘုရားကြီးကအတူကိုမကြိုက်ဘူးအစ်စ်ပဲကြိုက်ယနေ့ဟာ artificial အများကြီးရှိတယ်ဟုတ်လားဘုရားမကြိုက်ဘူးဘုရားကြီးကြိုက်တာအစ်စ်အပံပဲကြိုက်တယ်ဒါကြောင့်ဘုရားကြီးကအဲ့ဒါကိုမပေးမသိလားဟုတ်ပြီကဲဒါဆိုတော့ဒီနေ့တခင်ယေရှုခရစ်တော်ကြွလာမယ့်အချိန်မှာဘယ်ချိန်ဖြစ်မလဲဆိုရကိုနမိတ်လက္ခဏာအကြောင်းကိုသိစာဖော်ပြတယ်အဲ့ဒီထဲမှာဘယ်သူသိရမလဲဆိုတဲ့အခါကျတော့ဝိညာဉ်မျက်စိပွင့်တဲ့လူတွေကဒါကိုသိတာမပွင့်တဲ့လူတွေကကျတော့အရေးတော်မဆိုင်ဘူးဂရုမဆိုင်ဒါပေမဲ့သူတို့ဂရုမဆိုင်လို့ခရစ်တော်ကမကြွလာဘူးမဟုတ်ဘူးသူ့အချင်းတိုင်းကြွကိုကြွလာတာကြွလာမယ့်အချိန်ဟာတခင်ယေရှုခရစ်တော်ဘယ်မှာကြွလာမလဲဆိုတဲ့အခါကျတော့တခင်ယေရှုလာဖွင့်မြင်တာဣတိလလူမျိုး၌လာဖွင့်မြင်တယ်ဣတိလလူမျိုးများရဲ့မြို့တော်ကလည်းယေရုရှလင်ဖြစ်တယ်ပြီးတော့ယေရုရှလင်မြို့ပေါ်မှာမလားအဲ့မှာသူ့ရဲ့အကြောင်းကိုကျွန်တော်သိတဲ့အခါမှာတခင်ယေရှုခရစ်တော်ဟာလောပြောချင်တာအဲ့ဒီယေရုရှလင်မြို့ဟာဘယ်လောက်အရေးကြီးတယ်လဲဆိုတဲ့အကိုပြောပြတယ်အဲ့ဒီအကိုကြတော့တခင်ယေရှုကြွဆင်းလာတဲ့အခါမှာယေရုရှလင်မြို့ကိုဘယ်လိုခေါ်ရလဲဆိုလို့ရှိရင်အရင်တုန်းကြတော့အဲ့ဒီတောင်ကိုမောရိယတောင်လို့ခေါ်တယ်မောရိယတောင်ဟာအာဗြဟံမှာဘု து ကိုပူဇော်ရတယ်ဣဇက်ကိုပူဇော်တဲ့တောင်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာကျတော့ဇီးုံတောင်လို့ခေါ်တယ်ဇိုင်ယွန်လို့ Mount Zion အဲ့ဒါတခုတည်းပဲအဲ့ဒီ Mount Zion မှာကျတော့ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ဘုရားဒါဝိဒ်မင်းကြီးဟာဘာလို့လဲဆိုရင်အဲ့မှာရစ်ပူဇော်ရမလားပူဇော်တယ်အဲ့ဒီနေရာမှာဒါဝိဒ်မင်းဘာလို့လဲဆိုလို့ရှိရင်ဒါဝိဒ်မင်းကြီးဟာရစ်ပူဇော်တဲ့ဟာလုပ်တယ်လေအဲ့ဒီနေရာကိုထက်ကမောက်ဆိုတဲ့နေရာအဲ့ဒီနေရာမှာဘယ်သူကသူ့သားပါလဲရှောလမုန်မင်းကြီးဟာဗိမာန်တော်ကိုတည်ဆောက်တယ်ထက်ကမောက်လို့ခေါ်တယ်။အောက်ဘိုးစီအဲ့နဲ့အဲ့ဒီနေရာမှာဘယ်သူတည်ဆောက်ရလဲဆိုသူတည်ဆောက်ထားတဲ့ဟာဖြစ်ပေမဲ့လည်းပဲနော်အဲ့မှာပြန်ပြောအဲ့ဒီနေရာမှာတခင်ယေရှုခရစ်တော်ဟာဗါလဲဟောရှာနာဆိုတော့အဲ့ဒီထက်ကမောက်ကိုအရှက်ပေါက်ကန်ပြီးတော့ဝင်ကြည့်တော့အဲ့လိုလုပ်တယ်အဲ့ဒီနောက်မှာဘာလို့လဲဆိုရင်အဲ့ကနေပြတော့သူကကောတာဆိုရမလားတောင်ကုန်းပေါ်မှာကောတာတောင်ပေါ်မှာကျွန်တော်ဘာသာအများကြီးပြောတော့လေအမျိုးဖြစ်တယ်တောင်ပေါ်မှာသူအသေးခံပြီးတယ်ဟုတ်လားပြီးတော့သူ့ကိုမြေမြုပ်တည်လိုက်တယ်ပြီးတော့ပြန်လာတဲ့အချိန်မှာဘယ်မှာလာမလဲဆိုတဲ့အခါကျတော့အဲ့ဒီ
Mount Zion နဲ့အရှိကမ်းမှာဇီးုံတောင်ရှိတယ်အဲ့ဒီဇီးုံတောင်မှာကိုလာနေမယ်အဲ့မှာရောက်ရှိလာမယ်နှစ်ချောင်းပွဲသွားမယ်တောင်ဟုတ်လားအဲ့ဒါပွဲစပြုတ်နေပြီတဲ့ဟုတ်လားအခြေအနေဒီလိုရှိနေပြီးတော့မှဘာလုပ်ရလဲအဲ့ကနေပြီးတော့မှအရှက်ကတော့နောက်ကိုနှစ်ချက်လို့ပွဲသွားတဲ့အခါမှာညစ်မလားမြင့်တွေ့လားစီစဉ်သွားမှာလားအဲ့လိုမျိုးအဲ့တော့ဒီအဲ့ဒီယေရုရှလင်တောင်ပေါ်မှာဖြစ်တဲ့အကြောင်းကိုခုသူတို့နေကုန်ပြောအဓိကပြောထားတဲ့အခါကျတော့ဘာဖြစ်ရမလဲဆိုလို့ရှိရင်ဘုရားခင်ဟာဒီအရာကိုသူပြင်ဆင်တဲ့အရာဟာသူရောက်ရှိလာတော့မယ့်အချိန်မှာဘာလို့လဲဆိုရင်အဲ့ဒီယေရုရှလင်မြို့အရှိပေါက်ဟာခရစ်တော်ကြွလာတဲ့အခါအဲ့ကနေပြန်ဝင်မေဆိုတဲ့အတွက်ကြောင့်အဲ့ဒါကိုသိတော့ဆိုလီမန်ဆိုတဲ့မွတ်စလင်ကောင်းဆောင်ကြီးရမလားအဲ့ဒါကိုပိတ်လိုက်တာလွန်ခဲ့တဲ့နှစ်500ကျော်လောက်မှာမလားပိတ်လိုက်အဲ့ဒါလည်းပဲခုအထဲပါမလားဝိုင်းခါနေအဲ့လိုဖြစ်နေပြီးတော့မှအဲ့ဒါဗိမာန်ကြီးတည်ဆောက်တယ်အရင်ကလေးကနေနေရာပြန်တည်ဆောက်အဲ့ဒီနေရာမှာဘယ်လိုရှိနေလဲဒီမွတ်စလင်တွေရဲ့ပလီကြီးကရှိနေအဲ့ဒါကိုယူပြီးတော့ဖေချပြီးတော့လောက်ရမလားတနေရာမှာလားသိသိချာချာကိုအခြေအနေသူတို့ကအိဒီလာလူမျိုးများအကုန်လုံးပြင်ဆင်ပြီးသားဒီစစ်ရောက်နေတကဘာလောကအိဒီလာလူမျိုးများကိုတိုက်နေတယ်တိုက်တဲ့အခါမှာခုတိုက်နေကြပြီနော်ဘလို့အရင်တုန်းကကြတော့ဘယ်လိုအရင်တိုက်လဲဆိုဘာဘလုံ empire ဆိုတာဘာဘလုံကနေတော့တိုက်တယ်ဒါပေမဲ့မနိုင်ဘူးလားနိုင်ပြီးတော့အပြတ်မလုပ်နိုင်ဘူးလားပုံသွားတာမဟုတ်ဘူးအဲ့ကတော့ဘာဘလုံနီးယား empire ပြန်သွားလားပါရှားအီရန်ဟုတ်လားပြန်တိုက်တယ်အိဒီလာလူမျိုးများရှိနေတော့မယ်ဘုရားရဲ့လူတွေပြီးတော့နောက်ဘာဘလုံ empire ပြီးတော့ Greek empire Greek တွေတို့တော့တိုက်ပြီးနိုင်တယ်ဒါပေမဲ့မကုံဆုံးဘူးမပြတ်ဘူးအိဒီလာလူများရှိနေတော့နောက်တစ်ချက်ပါလဲ Greek ပြီးတော့မှပါလဲ Roman empire ဖြစ်လာရောမတွေတိုက်တယ်အဲ့ဒီအကုန်လုံးဘာဘလုံကတစ်ခေါက်တိုက်ကိုမလားအဲ့ဒီဗိမာန်တို့ကိုဖြိုလိုက်ပြီးယေရုရှလင်ကိုဖြိုလိုက်တယ်ပြန်ဆောက်တယ်ဘယ်လိုပြန်Greek တွေပြန်ပြီးတော့ဖြိုပြလိုက်တယ်ဗိမာန်ရှိတော့လာတော့အဲ့ဒီရတယ်ဒါနဲ့အဲ့ဒီနောက်မှာဘယ်သူကပြန်လုပ်တယ်လဲဆိုတဲ့အခါကျတော့သူတို့ဟာရုရှားတွေလည်းမလားအမြင့်ပြတ်အောင်လုပ်တယ်မလုပ်နိုင်ဘူးအီဂျစ်ကလူမျိုးများပေါ့ပြီးတော့မှဘယ်လိုလုပ်တယ်လဲဂျာမနီဟစ်တလာအီဂျစ်ကလူမျိုးများဘယ်လောက်ဂျူးလူမျိုးများဘယ်လောက်တတ်ပြစ်တယ်6တန်းကိုတတ်ပြစ်လိုက်တယ်ဒါပေမဲ့အီဂျစ်ကလူမျိုးများကုန်လာရှိနေတော့ဘယ်လောက်ရှိနေလဲကိုအီဂျစ်ကလူမျိုးများဟာကျမ်းစာထဲမှာဘယ်လိုခေါ်ပြလဲဆိုလို့ရှိရင်ဒီခွက်ဖလားနဲ့တူလေဆိုရဖို့ခေါ်ပြတယ်အန်ဒီခွက်ဖလားလူမျိုးတကဘာလုံးဝနေပြီးတော့ဒါပေမဲ့အဲ့ဒီထဲမှာကြောက်တော့ကြောက်လို့ခေါ်တယ်အဲ့ဒီကြောက်ဟာအင်မရန်မလေးလေးကြောက်တယ်အဲ့ခါကျတော့အကုန်လုံးကဟာအဲ့ဒါကိုယူခြင်းနဲ့အဲ့ဒီကြောက်ကိုယူပြစ်မယ်ဆိုတော့လုပ်တဲ့အခါမှာလုပ်နေလားသူတို့ပဲအကုန်လုံးကြာရှုံးသွားအဲ့လိုရှိတယ်အဲ့ဒီချိန်မှာခုနောက်ဆုံးရကြတော့ဘယ်လိုဖြစ်မလဲဆိုအီတီလာလူမျိုးများဟာဒီနေ့ဒီချိန်မှာခရစ်တော်ကြွဆင်းလာတော့မယ်ဆိုတဲ့အခါမှာအီတီလာလူမျိုးများရဲ့အာနိချက်ဟာမေရှိယကြွဆင်းလာမယ်ဆိုတာဘုရားသခင်သူ့ကိုသူတို့ကိုဖော်ပြထားတဲ့ဟာ prophet ပြောထားတဲ့ဟာဖြစ်တယ်အဲ့ဒါကိုသူတို့ယုံတယ်ဒါပေမဲ့မေရှိယဟာယေရှုခရစ်တော်ဒီမေရှိယဖြစ်ပါလေဆိုတော့သူတို့မယုံတဲ့ပြဿနာအဲ့ဒီမယုံတဲ့ပြဿနာဟာခုဘယ်လိုဖြစ်လာတယ်လဲဆိုဒုချချက်တော့ကိုရတဲ့ဣတိလလူမျိုးများရဲ့ဝင်ကြီးချုပ်ပါတယ်လားနတညာဟူဟုတ်လားနတညာဟူဘင်ဂျမင်နတညာဟူဟုတ်လားသူဟာဘာပြောနေပြီလဲဆိုတော့ကျတော့ဒီနေ့အနေဆုံးတစ်နှစ်လောက်
လေတောင်မှရှိတော့မကြည့်နဲ့ငါတို့နောင်တရကြရအောင်နောင်တရကြရအောင်အဲ့ဒီအနေခွက်ဖလားကြီးမလားဖြစ်တော့မယ်တလောကလုံးဟာအနေသူတို့ကိုရောက်လာတော့မယ်ဆိုရဟာကိုသိနေတယ်အဲ့ကလွတ်မြောက်ဖို့ရအတွက်ဟာနောင်တရရမယ်ဘာကိုနောင်တရရမလဲဆိုတဲ့အခါကျတော့ဂျေရုဆလင်မြို့ထဲမှာသခင်ယေရှုကြွလာတဲ့အကြောင်းသခင်ယေရှုခရစ်တော်ဒီမေရှိယဖြစ်တဲ့အကြောင်းတန်ရိုက်မပြောသည့်တိုင်အောင်တွေ့ဝိုက်ရဲ့အနေနဲ့ပြောတယ်သူတရားဟောတယ်ဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီရှီလုံဒီဂေဟုံဆိုတဲ့နေရာမှာဒါဝိမင်းကြီးမေးပြတဲ့အချိန်မှာဟလာရှင်ပြန်လုံနေတဲ့အချိန်မှာဖြစ်လို့ဂေဟုံဆိုတဲ့စမ်းရည်ပေါက်ရှိတယ်အဲ့ကနေပြီးတော့မှဘာလို့လဲဆိုရှင်ယေရုရှလင်မြို့လေကောင်းလို့လားအဲ့ဒီခေတ်ကိုအဲ့ဒီဗိမာန်တော်လားရှိတဲ့နေရာရဲ့မြေအောက်ထဲမှာရောက်လာပူရအတွက်လေစီသူတို့ဘယ်လိုလုပ်လဲဆိုတော့ဟိုဘက်ချမ်းမှာဒီမှာအင်ဂျင်နီယာလေးရှိတဲ့အခါကျတော့သိတယ်ဟိုဘက်ချမ်းကနေပြီးတော့အင်ဂျင်နီယာတွေဒီလိုတူဆိုပြီးတော့အဲ့လိုနှစ်ဖက်အမောင်တို့တွေမှာတူကြတယ်အလေတွေမှာအတန်ကိုကြားပြီးတော့မလားတူကြတဲ့အခါအလေတွေမှာပေါက်သွားတယ်အဲ့နဲ့စီးစင်းလာတဲ့ဟာရေကြီးဂိဟုံစမ်းပေါက်စမ်းရည်ပေါက်ကန်ပြီးတော့စီးလာတဲ့ရေဟာဘေဘူရောက်လာတယ်ဆိုရင်ယေရုရှလင်မြို့လေအဲ့ဒီဗိမာန်တော်ရဲ့အောက်မလားမြို့တွေမှာဘာဖြစ်လာလဲဆိုလို့ချင်းအဲ့ဒီထဲမှာစီးစင်းပြီးတော့သူတို့တောက်ရည်တွေလုပ်တယ်အဲ့ကစီးစင်းလာတဲ့နေရာကိုရှီလောင်ရေကန်ဆိုပြီးတော့လုပ်ထားတယ်ဟုတ်ပြီနော်အဲ့ဒီရှီလောင်ရေကန်ဆိုတဲ့နေရာမှာခုပြောချင်တာရှီလောင်ရေကန်လုပ်ထားတဲ့နေရာမှာဘာလို့လဲဆိုလို့ချင်းသခင်ယေရှုခရစ်တော်ကြွဆင်းလာတဲ့အချိန်မှာရှီလောင်ကြီးဆိုတဲ့အဓိပ္ပာယ်ရဲ့အ내အဓိပ္ပာယ်ဒီစေလွတ်ဒီဆိုတဲ့အဓိပ္ပာယ် sent ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့ဒီခါမှာခဏကျွန်တော်ဖတ်ပြီးပြီလမ်းနဲ့သွားနေတဲ့အချိန်မှာမျက်စိကန်အမိဝန်ကလေးကမျက်စိကန်လေးကိုပြောင်းရှိအဲ့ဒါကိုယေရှုခရစ်တော်ကိုသူ့တပည့်ကိုဆိုပြမယ်ဟေးကိုတော့ဒီသားဘာဖြစ်လို့မျက်စိကန်နေလဲကျွန်တော်ကိုမျက်စိမကန်ကြည့်မကန်တယ်မဲ့ကျွန်တော်မျက်စိပိတ်ထားတော့ကန်ကြည့်တဲ့ဘောဖြစ်နေမလားအိမ်မငယ်ကြနေနော်အရေးကြီးတယ်ဘုရားတခင်တောက်လျှောက်ပိတ်လိုက်လို့ရှိရင်ဒုက္ခရောက်အားကြောင့်မျက်စိမကန်ရဘူးဒါကြောင့်ဒီဟာကိုအရေးကြီးတာဘာလို့ကန်တယ်လဲဆိုရင်သူ့ရဲ့အဖြစ်ကြောင့်လားမဟုတ်ဘူးသူ့မိဘရဲ့အဖြစ်ကြောင့်မဟုတ်ဘူးတဲ့ဘုရားတခင်ဘုန်းတော်ထင်ရှားဖို့ပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုသိသိချာချာပြောတယ်အဲ့ဒါကြတော့သခင်ယေရှုခရစ်တော်ဟာဗာလဲမြေမုံထဲမှာဗာလဲစတွေးကိုထွေးပြီးတော့ရှွန့်လုပ်တယ်ပြီးတော့မှမျက်စိကိုဗာလဲမျက်စိမအပေါက်မရှိဘူးထင်တယ်အဲ့ဒါကိုဗာလုပ်လိုက်တယ်ရှွန့်တော့ပြီးတော့ဘေကိုသွားလိုက်တယ်သူစေလွတ်တာရှီလောင်ရေကမှာသွားစီပါပြောလိုက်အဲ့ဒီဒီမှာရှီလောင်ရေကဒီမှာသွားစီလိုက်တဲ့အခါမှာရေလောင်ကန်ကိုစေလော့တယ်ရေလောင်ကန်၌မျက်စိကိုစေလော့ကိုမိန့်တော်မူလိုက်တဲ့အခါမှာရှီလောင်သူဒီမျက်စိပွင့်သွားတယ်ချက်ချင်းပြောရှီလောင်ရဲ့အနက်ကားကိုအရင်ပြောတာစေလွတ်ခြင်းမလားဖြစ်တယ်ဒါပေမဲ့အဆုံးမှာထိုသူဒီသွား၍စေးပြီးမှသွားစေးတယ်စေလွတ်လိုက်တဲ့အတွက်ကြောင့်သွားစေးတယ်ပြီးတော့မှဗာလဲမျက်စိမြင်လက်ပြန်လေဤမျက်စိမြင်သွားတယ်အစကြတော့ဗာလဲမျက်စိကန်းမျက်ကန်ဖြစ်တယ်ဒါပေမဲ့အဲ့ရှီလောင်ရေကန်ထဲမှာမျက်စိဆေးလိုက်တဲ့အခါဘာဖြစ်သွားလဲမျက်စိမြင်သွားတယ်အဲ့နဲ့စေလွတ်တာအဓိပ္ပာယ်ဘာလို့လဲဆိုရင်ခမဲတော်ဖရာသခင်ရဲ့တားတော်ယေရှုခရစ်တော်ဒီခမဲတော်ကနေပြီးတော့စေလွတ်လိုက်တဲ့အတွက်ကြောင့်ဒီလောကကိုရောက်လာတယ်ပြီးတော့မှအဲ့ဒီရှီလောင်ဆိုတဲ့အဓိပ္ပာယ်ဒီလဲစေလွတ်ခြင်းဖြစ်တယ်ဟုတ်ပြီနော်စေလွတ်ခြင်းဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်အဲ့ကနေပြီးတော့ခင်ယေရှုခရစ်တော်ဟာအဲ့ဒီမျက်စိမမြင်တဲ့လူကိုလက်ပဲပါလားတက်တဲ့ခံပွဲအတွက်မစေလွတ်ပါလားခရစ်တော်ဟာမြတ်ကန်းသူကိုမစေလွတ်ဘူးနော်အမှန်တကယ်အဲ့ဒါကိုဘာလို့လဲအားလုံးဒီမြတ်ကန်းဖြစ်နေတယ်
ဝိညာဉ်ရနိုင်တဲ့ကန်းတယ်လေပဂရိဇာတိပဂရိပါလဲခန္ဓာကိုယ်လည်းကန်းတယ်လို့လည်းရှိတယ်ဒါပေမဲ့အဓိကဟာဝိညာဉ်မျက်စိကန်းတယ်ကန်းနေတဲ့လူကိုစေလို့ရှိရင်တော့သူပြောလို့ရမှာတက်တိခံလို့မရဘူးဒါကြောင့်မလို့မျက်စိကိုအရင်မြင်စေတယ်အဲ့ဒီအဓိပ္ပာယ်ကြီးရေစေလို့ချင်းခံရသူဖြစ်တဲ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံပြီးတော့ဟုတ်လားတင်တို့ဒီဘာလဲသွားတော့ဟုတ်လားသွားပြီးတော့ဘာလုပ်လဲဒီလောကကြီးကိုဘာလုပ်လဲငါရဲ့နာမ၌တင်တို့ဒီသွားတော့ဘာလုပ်မလဲငါရဲ့တက်တယ်များဖြစ်ဖို့ရာအတွက်လောကကြီးကိုစေတော့တာယောဟန်အခန်းကြီး15-16ထဲမှာကြည့်လိုက်တဲ့အခါကျတော့ဖယားတဲ့ခင်ကြီးကျွန်တော်အမှုတော်ထဲမှာပါတဲ့လူတွေပြီးတော့မှယုံကြည်တဲ့လူတွေကိုငါတကယ်ရှာဖွေပြီးတော့ပါရကိတိရှင်ကငါတွေ့တာဆိုတော့မဟုတ်ဘူးလေဘာလို့လဲဖယားတဲ့ခင်ဟာသူကိုယ်တိုင်ရွေးကောက်လိုက်တာသူကိုယ်တိုင်ကျွန်တော်တို့ကိုခန့်ထားတယ်လောကထဲမှာအနည်းဆုံး3ပုံ2ပုံဟာမယုံကြည်ဘူးပဲဟုတ်လားအနေစုပဲယုံကြည်တယ်အဲ့ဒီထဲမှာကျွန်တော်တို့ကိုပါခိုင်းတယ်ဆိုတာဘုရားကျန်ကျွန်တော်တို့ကိုပါပေးတာလေမျက်စိဖွင့်ပေးပြီးတော့မှသူကိုယ်တိုင်ကျွန်တော်တို့ကိုရွေးလိုက်တယ်သူကိုယ်တိုင်ပါလဲခန့်ထားတယ်သူကိုယ်တိုင်ပါလဲပြန်စီလွတ်မယ်သူခန့်ပြတာနဲ့မပြီးဘူးမျက်စိပွင့်တာနဲ့မပြီးဘူးတာဝန်ရှိတယ်အဲ့ဒါကို go and make disciple all nation လောကထဲကိုတွားပြီးတော့မလုပ်တယ်မလုပ်ဘူးလားတက်တယ်ခံဖို့ရဖြစ်တယ်တဲ့ဒါကြောင့်သခင်ယေရှုခရစ်တော်ဒီမှာကျွန်တော်ဘာမဆိုစွတ်တောင်းသည့်တိုင်တော့ဖျားစီရန်ဘရကျွန်တော်ကောင်းချီးရဖို့ရဘယ်လိုပြောမလဲဆိုရင်ယောဟန်15သူတို့ဖတ်ကြည့်အောင်15-16ထဲမှာတင်တို့ဒီငါ့ကိုရွေးကောက်ကြတယ်မဟုတ်ငါဒီတင်တို့ကိုရွေးကောက်တဲ့ဖြင့်တင်တို့ဒီတွား၍တည်ကြည်သောအသင်းကိုဒီနေ့ကြောင်းငါနာမကိုမြည်ပြု၍ခဲတော်ထာမှာတောင်းကြတို့ကိုရပြည့်ကြောင်းတင်တို့အားခံရ၏ဒါကြောင့်ဘာလဲဆိုရင်ခမေးတော်ဖရာသခင်သူကိုယ်တိုင်ဘာလို့လဲသူ့စီကိုတောင်းဖို့အရာခတ်သိမ့်သူ့စီမှာရှိတဲ့အတွက်ကြောင့်တောင်းဖို့ရအတွက်ဘုရားသခင်ရွေးကောက်လိုက်တယ်ပြီးတော့ခံထားလိုက်ပြီးတော့မှတင်တို့တွေပွားကြတည်ကြည်တော့ဗာလေအသီးကိုသိရမယ်တဲ့နာမကိုအမြင်ပြုပြီးတော့သူတို့ဒီဘာလို့မလဲစွတ်တောင်းရမယ်ကျွန်တော်စွတ်တောင်းတဲ့ကဘုရုနာမနဲ့တောင်းရမယ်ခမဲတော်မှာတောင်းတမျှတို့ကိုရလိမ့်မယ်ငါနာမကိုအမြင်ပြု၍ကျွန်တော်စွတ်တောင်းတဲ့ခါမှာနော်ကျွန်တော်တို့လွယ်တဲ့ပြောမယ်ဆို liberalism လိုက်တဲ့လူတွေကနောက်ကပတ်တော်ကိုဝေဖန်တဲ့ပုဂ္ဂိုလ်တွေဟာယေရှုခရစ်တော်နာမကိုမတုံ့ဘူးသိလားဘုရားသခင်၌တောင်းပါတယ်ဘုရားသခင်ဆိုတာဘာကိုတုံးလဲဘုရားဆိုတာလောကမှာရှိတဲ့ယုံကြည်သူအလုံးဟာဘုရားကိုကိုးကွယ်တယ်အဲ့လိုမလားအဲ့ဒါကြတော့ဗုဒ္ဓဘုရားဗါလားမွတ်စလင်ဘုရားဟိန္ဒူဘုရားခရစ်ယာန်ဘုရားအကုန်လုံးအတူတူပါပဲဆိုပြီးတော့တွားပြီးတော့အဲ့ဒီသခင်ယေရှုခရစ်တော်နာမတော်အားဖြင့်ဆုတောင်းပါလေဆိုတာပြောလားမပြောဘူးတတိထားကြအဲ့ဒီမပြောတဲ့လူဟာသခင်ယေရှုခရစ်တော်ကိုမရနိုင်ဘူးဖယားစကားနားမထောင်နိုင်ဘူးသူစွတ်တောင်းပေမဲ့လည်းပဲဖျားနာထောင်မှာမဟုတ်ဘူးဟုတ်လားဒီနေရာမှာရှင်းရှင်းပေါ်ပြတယ်ဒါကြောင့်လေငါနာမကိုအမည်ပြု၍ခရစ်တော်ရဲ့နာမကိုအမည်ပြု၍ခမဲတော်ထံမှာတောင်းသမျှတို့ကိုရမည်အကြောင်းခရစ်တော်နာမကိုအမည်ပြုပြီးတော့တောင်းတဲ့အခါကျတော့မှဘာရမလဲတောင်းတဲ့ရကိုရမယ်ခရစ်တော်နာမမတောင်းလို့ချင်းတော့ဘုရားနာမ၌လည်းပဲပြောရလားဗုဒ္ဓဘုရားနာမလည်းဖြစ်သွားနိုင်တယ်အဲကြောင့်ဘုရားအတူတူပဲဆိုရတဲ့ဘက်ကိုရောက်သွားလို့အဲ့လိုဖြစ်တာကျွန်တော်တို့ယုံကြည်သူတွေကယေရှုခရစ်တော်ရဲ့နာမတော်တတ်အမည်ပြုပြီးဆုတောင်းရတယ်တောင်းတဲ့အခါကျတော့မှရမယ်ဒါကြောင့်စေလွတ်တာလည်းပဲဒီအတိတ်တွေဆောင်းပါတယ်ဆိုရတဲ့ကိုဟောပြတယ်နောက်တစ်ချက်ကျတော့ဘာဖြစ်မလဲဆိုတဲ့အခါကျတော့တကယ်ယေရှုခရစ်တော်စေလွတ်တဲ့အထက်မှာတည်ချာချာရှင်မာသက်ခန်းကြီး28ကနေ20ထဲမှာဘယ်လိုပေါ်ပြလဲဆိုရင်ယေရှုဒီအနေပါလို့ချင်းကပ်တော်မူတဲ့ကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းရှင်ပိုင်သောအခွင့်ကိုရှိသမျှတို့ကိုငါခံရပြီကောင်းတဲ့မြေကြီးတစ်ခုလုံးမှာရှင်ပိုင်သောအခွင့်အာဏာအကုန်လုံးဘယ်သူရှိမှလဲယေရှုခရစ်တော်ရရှိပြီတဲ့ခမဲတော်ပေးထားတာတင်တို့တွားရလူမျိုးတကာတို့ကို
ngã the bit his it yeah command or ta or ta chi dong win do dong ba ta su phaya again in nama nai that is a page lo chi da da le be se lo chin ye sho khat do ko yong ji de lu ko mla to the bit do su lu ko da ai la the bit do phit pi le so ka ye sho khat do ha သူတို့ရဲ့အပေါ်မှာဝိညာဉ်တော်ကျင့်ဝတ်ပြီဆိုရင်ခရစ်တော်ဝိညာဉ်တော်ရရှိပြီဆိုရင်သူတို့ကိုတွားကြတော့ဟုတ်လားခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်၃ပါးသက်ဆိုနာမ၌ပါလို့မလဲ baptism ဆိုနှစ်ချင်းပေးပြီးတော့ပေးကြတော့တဲ့ငါဒီတင်တော့ပေးသမျှသောပညတ်တော်ကိုစောင့်ရှောက်တဲ့ခြင်းကဆုံးမဩဝါဒပေးကြတော့ခရစ်တော်ပေးထားတဲ့ဩဝါဒဆုံးမဩဝါဒကျမ်းစာဒီမှာပေါ်ပြပြရကိုပြောကြအဲ့ဒီဟာကိုလူတကာတို့ကပြောကြပါတဲ့ငါဒီကဲကဘာကုန်ဒီတိုင်အောင်တင်လို့နဲ့သူအစင်မပြတ်ရှိမီဖို့တပည့်တို့အားမိန်တော်ခတ်တော်ဟာစီလွတ်တယ်ဟုတ်လားကျွန်တော်လူစီလွတ်တာနဲ့မတူဘူးကျွန်တော်ကလူစီလွတ်တယ်ကျင်းလက်တဲ့လူကပါလားပါမသွားဘူးဟဲ့မင်းသွားသူကသွားလိုက်တယ်ဟိုဘယ်လိုဒုက္ခရောက်သွားမှမသိတော့ဒါမဲ့ဖယားခင်ဟာစေလွတ်တယ်သူမပါဘူးလားကိုက်ကဘာပုံပြီးတိုင်အောင်တင်တို့နဲ့သူရှိနေတယ်ကိုယ်တိုင်ကသွားမယ်ရှေ့ကလေးသူပါမယ်နောက်ကလေးသူရှိတယ် real god လည်းဖြစ်တယ်အဲအကြောင်းမလို့အကုန်လုံးစေလွတ်တဲ့အမှုကိုလှုပ်ဆောင်ခြင်းဖြစ်ပါတယ်အဲ့တော့အံ့ဩဖွယ်ရာဖို့ဟောပြောမယ်ဒီအချိန်ဒီဖို့ရောက်ရှိလာပြီဘဒုဘေအထိလဲဆိုကကဘာကုန်ဒီတိုင်အောင်တခင်ယေရှုခရစ်တော်ကြွလာသည့်တိုင်အောင်မလားဒီအကြောင်းကိုပြောရတာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီကဘယ်တော့ဖြစ်မလဲဆိုတော့ကျတော့ဘင်ဂျမင်နတင်ယာကိုဟာနောင်တရကြလို့ဟုတ်လားဆိုပြီးတော့အဲ့ဒီဂါလိလေးပြည်ကဘာလို့ခေါ်လဲဆိုရင်ယေဘရခွေကြီးပေါ့မနော်ရဘိုင်ဟာယေရုရှလင်ကိုလာပြီးတော့အဲ့ဒီရှီလောင်ရေကန်ထဲမှာဒီတန့်ရှင်းခြင်းကိုပြုတ်ပြီးတော့အဲ့ဒီဘယ်လိုလဲဒီခဏပြောတယ်မျက်စိကန်းတဲ့လူကိုပါလားအော်ဟောပွေမိလက်ခါပြုတ်ခဲ့ပြီးအကြောင်းအဲ့ဒါဒီ Jewish rabbi ဖြစ်တဲ့အကြောင်းအဲ့ဒီအဓိပ္ပာယ်ဒီယေရှုခရစ်တော်ဒီမျောလင့်ထားတဲ့ဣတိလလူမျိုးမျောလင့်ထားတဲ့ခါလဲမေရှိယဖြစ်တယ်ဆိုပြီးအကြောင်းကိုတက်တဲ့ခံနေအဲအကြောင်းမလို့ငါတို့ဒီမှားပါပြီလဝကတိုင်မှာလွန်ခဲ့တဲ့နှစ်ပေါင်း2000ခန့်တည်းမှာသူတို့ရဲ့ဘိုးဘွားတွေကပါလဲကားတိုင်တင်ပြီးတော့တတ်ခဲ့ကြပြီအဲ့ဒါမေရှိယဖြစ်မှန်းကျွန်တော်မသိခဲ့ဘူးဟာမဟုတ်တော့ဘူးကျွန်တော်ဒုက္ခရောက်တော့တက္ကပါလုံးဟာဒုက္ခပေးလို့မယ် UN ဟာဘာလဲ United Nations ဆိုတာကမ္ဘာဘာလဲကုလသမဂ္ဂအဖွဲ့ဟာအီတီလာလူမျိုးအီတီလာနိုင်ငံကို against လုပ်နေတာကြားပြီသူတို့ UN အကုန်လုံးက against လုပ်တယ်စန့်ကျင်တယ်ပြီးတော့မှမကြခင်မှာဘာလုပ်တယ်လဲဆိုလို့ရှိရင်ခုလွန်ခဲ့တဲ့ September မှာအဲ့ချိန်တော့မှာပဲမကြခင်မှာပဲအာရပ်နိုင်ငံတွေလုံးနိုင်ငံပေါင်း60ကျော်ပေါင်းစည်းပြီးတော့အီတီလာလူမျိုးများကိုဆန့်ကျင်လုပ်တယ်လုပ်ပြီးအဲ့ဒီခါကျတော့အာရပ်နိုင်ငံရဲ့သူတို့ကဆိုလေကမ္ဘာရဲ့ပြောချင်တာဟာ American Russia တွေလည်းပဲ against လုပ်တယ်အဲ့လိုအကုန်လုံးအဲ့ against လုပ်တဲ့လူတွေဆန့်ကျင်တဲ့လူတွေပေါင်းလိုက်လို့ရှိရင်သူတို့ဟာအနည်းဆုံးတစ်ပတ်လောက်လူဦးရေကမ္ဘာလူဦးရေတစ်ပတ်လောက်ရှိနေပြီအဲ့ဒီတစ်ပတ်လောက်ရှိတဲ့ဘီလီယံနဲ့ချီတဲ့လူတွေဟာအီတီလာလူမျိုးများလူဦးရေဘယ်လောက်ရှိလဲစေတန်းလောက်ပဲရှိတယ်အဲ့ဒီစေတန်းကိုချတယ်နိုင်လားကိုလည်းချတော့ဒါပေမဲ့သူတို့ကအဲ့ဒီအသက်ရှင်တဲ့ကြောက်ဆိုတဲ့အဲ့ဒါကိုသူတို့ယူခြင်းတယ်ကမ္ဘာရဲ့အလေဖြစ်တယ်အီဒီဥယျာဉ်တွေလည်းပဲအဲ့ဒီဒီမှာဖြစ်ပါတယ်ကြည့်စားဟုတ်လားဘုရားသခင်နဲ့ဆက်ဆံတဲ့နေဘုရားသခင်ကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့အချိန်မှာလူသားကိုဖန်ဆင်းတဲ့အချိန်မှာဒီနေရာဖြစ်တယ်ပေါ့ဟုတ်ဆိုတော့ပေနေရာမှာအတိပဲပေါ်နေတယ်ဆိုရှင်ဒီဟာကို
နောက်ဆုံးကျမ်းစာတစ်ပိုက်ကိုဖတ်ကြည့်အောင်ဗျာဒိတ်ကျမ်းအခန်းကြီး22တိကနေနှစ်ကိုဖတ်ကြည့်အောင်မပါအောင်နော်မပါဘူးဒီကစာအုပ်ကျမ်းစာကြိုက်ကြပါဆိုတဲ့အသေးဖြစ်ပါအဲကြောင့်ဖတ်ကြည့်အောင်ကျွန်တော်ကြိုက်ထားတော့ကျွန်တော်ဖတ်ပေးမယ်တဖန်ကြောက်တလင်းကဲတို့ဟာလားကြည်ရင်၍ဘုရားသခင်နဲ့တိုးတမင်ဤပလင်တော်ထက်ကထွက်တော့အသက်စီးရာမြစ်ကိုကောင်းကင်တမန်ကြီးငါအားပြတယ်ပြီမြို့လမ်းမအလေ၌၎င်းထိုမြစ်နှစ်ဘက်၌၎င်းအသက်ပင်ရှိ၏ထိုအပင်သည်အသီး32မျိုးကိုသီးတတ်၏ထိုအသီးကိုလည်းလတိုင်းပေးတတ်၏အရွက်ဒီလည်းလူမျိုးမျိုးတို့၏အနာယောဂါကိုမြင်ရဖြစ်၏အသက်ပင်ဟာကဘာဦးကျမ်းအခန်းကြီး1ထဲမှာပေါ်ပြခုဒီမှာပြန်မပေါ်လာဘူးပြန်ပေါ်လာပြီးတော့မှဂိဟုံယေဇရာမလာအဲ့ဒီဥယျာဉ်ထဲမှာဂိဟုံဆိုပြီးတော့ပေါ်ပြတယ်ခဏကျွန်တော်တို့ဒီထဲမှာယေရုရှလင်မြို့တွေကိုဟုတ်လားသူ့မြောင်းနေမလားစီးဆင်းလာတာဂိဟုံစံပေါက်ကန်တော့ဖတ်အဲ့တော့အဲ့ဒီအတွက်ကြောင့်မလို့တကယ့်ဘဟုဖြစ်တဲ့ကဘာအစပေးရလို့ဆိုဂျေရုဆလင်ဒီဟာကိုဖြစ်တယ်ဒါကြောင့်ဒီဟာကိုသူတို့ခုဒီလ23ရက်နေ့မှာစက်တင်ဘာ23ရက်နေ့မှာသူတို့ဘာလုပ်ကြလဲဆိုရင်အဲ့ဒီလလူမျိုးများငါတောင်းအဲ့ဒီဝင်းဝေါ်တယ်မှာမလားအဲ့ဒီတပြည့်လုံးမှာအပိစုတောင်းတာဘာတောင်းတယ်လဲဆိုလို့ရှိရင်ဘုရားသခင်ရှင်မှာနောင်တရတဲ့အကြောင်းပြီးတော့ဘုရားသခင်တနာခြင်းခွင့်လွှတ်ပေးမယ့်အကြောင်းရယ်ပြီးတော့တနာကျင်နာခြင်းရရှိဖို့ရအတွက်လူဘယ်နှယောက်လဲငါတောင်းအဲ့ဒီဣတိလာလူမျိုးများအကြီးအကဲပဲအကုန်လုံးနိုင်ငံတကာလူရောက်ရှိပြီးတော့တောင်းကြတယ်တနည်းကုန်တောင်းသူတို့တောင်းတဲ့အတန်ဓာတ်ခင်နာမြောင်းကိုဘာလို့လဲဆိုရင်သူတို့ပြစ်မှားတယ်ယေရှုခရစ်တော်ဒီမေရှိယမှာဖြစ်တယ်ဆိုတော့သူတို့လက်ခံတဲ့အရာယေရှုခရစ်တော်ဒီမေရှိယဖြစ်ကြောင်းကိုသူတို့လက်ခံတယ်အဲ့ဒီအရာကိုတောင်းဒါကြောင့်နောက်ဆုံးတော့ကာလဒီပြောလို့မလာဘူးလားပြောလို့နေပြီသူတို့ဘာကြောင့်မလို့ဒီတခင်ယေရှုခရစ်တော်ဒီရှိလောင်ရေကန်ဆိုတဲ့ခဏပြောတယ်ဒီဟုန်ကနေပြီးတော့စီးဆင်းလာတဲ့စိုင်းပေါက်ကတော့စီးဆင်းလာတဲ့အဲ့ဒီရှိလောင်ရေကန်ခဲမှာမလားမျက်စိကန်းတဲ့လူကိုမျက်စိမလားမျက်နှာပိတ်ခိုင်းပြီးတော့ဆေးကြိုးပြီးတော့မျက်စိမြင်ပြီးတော့ဘုရားရဲ့ဘုန်းတော်ထင်ရှားတဲ့ဤသူဖြစ်ဖို့ဖြစ်ပါတယ်။ဒါကြောင့်ယနေ့ကျွန်တော်တို့ဘုရားပတ်တော်လေးကြာပါပြီအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့် go watch in the pool of Siloam ပြောကြလားတင်သွားတော့ရှိလုံရေကန်နိုင်ရှိလောင်ရေကန်နိုင်မျက်စိကိုဆင်းတော့ပြန်ပြုတ်ကြအောင်ကျွန်တော်လက်ကျင်းတော့တင်သွားတော့ရှိလောင်ရေကန်နိုင်မျက်စိကိုဆင်းတော့တင်သွားတော့ရှိလောင်ရေကန်နိုင်မျက်စိကိုဆင်းတော့တင်သွားတော့ရှိလောင်ရေကန်နိုင်မျက်စိကိုဆင်းတော့ရှိလောင်ရေကန်နိုင်မျက်စိဆေးပြီးတော့ကျွန်တော်ဝိညာဉ်မျက်စိပွင့်ကြရအောင်ဝိညာဉ်မျက်စိပွင့်ပြီးတဲ့နောက်မှာကျွန်တော်တို့ရှိလောင်ဆိုတဲ့အတိတ်ပဲဒီစေလွတ်တယ်ဆိုတဲ့အတွက်ကြောင့်ဆန့်ဆိုတဲ့အတွက်ကြောင့်လူတကာတို့အားကျွန်တော်တို့တကယ်ချိုးခတ်တော်ဒီပိုင်ရှင်ဖြစ်ပါတယ်ဖျားသားတော်ဖြစ်ပါတယ်ဟုတ်လားထာဝရတပိတွေဖျားဖြစ်ပါတယ်မိမိအသက်ဖြစ်ပါတယ်ဆိုတော့တတိခံဖို့ရအတွက်ဖြစ်ပါတယ်ဒီကြောင့်ကျွန်တော်တို့ဖျားကြီးဝိကောက်တယ်ဒီလိုမှခံထားတယ်ပြီးတော့စေလွတ်ခြင်းဖြစ်တယ်ဆိုတော့နာမည်ပေါ်ပေါက်ပြီးတော့နှမတော်တိုင်းရှောင်းလန်းကြရအောင်နှမတော်ကြားနာပြီးတော့သက်ရှင်တော်မူတော့ပါရမီရောက်တဲ့ပေါ်ဖျားခင်မှာကျွားတော့ကောင်းချီးလာပြေအောင်ကြည့်ရှုပြီးပါစေ။